ကလည်းပေါ်ပြက်ပြက်ပဲကျွန်တော်တို့ရိုင်းရိုင်းပြောရရင်ဂျိုကုတ်ရှိတာဂျိုတော်မလာဘူးပေါ့ကွာဟုတ်တယ်နော်ဂျိုကုတ်ရှိတာဂျိုတော်မလာဘူးအဲ့လိုပုံစံဖြစ်နေတယ်ဂျိုကုတ်ရှိတာဂျိုတော်မလာဘူးဖြစ်နေတယ်ကိုကိုတိုင်းကတန်ဖိုးထားပြည့်ရနေဥဆောင်ပြီးလုပ်ပြမှကိုလိုမျိုးနောက်ကနေလိုင်းမဲ့သူတွေကိုလိုမျိုးနောက်ကနေပြီးတော့စ조사မဲ့သူတွေဆိုတာကရောက်လာတာကြိုက်တဲ့လောက်လိုင်းတွေကြိုက်တဲ့လောက်လူတွေကောက်ခွင့်တရက်ကိုမမတွေနော်အကောက်ခွင့်ရတဲ့လူ10ယောက်ရောက်20ရောက်100ဖွင့်တန်းတင်တန်းနဲ့ကိုကြည့်လိုက်မယ်ဆိုဘယ်လောက်လဲနည်းနည်းလေးပဲအဲ့ဒါပါလေကိုကိုတိုင်းကမှတင်တန်းထဲမှာဥမဆောင်တာခေါင်းဆောင်ဖြစ်နေပြီတင်တန်းထဲမှာနောက်ပိတ်မှရောက်လာတယ်ကိုပွဲထဲမှာလင်းပို့ရဖို့လဲစိတ်ကူးမရှိဘူးတချို့ခေါင်းဆောင်တွေကျွန်တော်ကြည့်နေတာမက်ဆေ့ချာဂရုတွေဖွဲ့ထားတယ်ပို့ပေးတဲ့ခေါင်းဆောင်ကိုလည်းအားနာအောင်မပေါ့လက်မလေးထောင်လေးနဲ့ပြီးသွားတယ်လက်ညှိုးလေးထောင်လို့နဲ့ပြီးသွားတယ်ဂရုတွေပဲတော့ကျွန်တော်ဘွဲတော့ဂရုဆိုင်ပေးအောင်နော်ကျွန်တော်ကဘွဲကိုကြည့်ပေးအောင်နော်ကျွန်တော်ဘွဲဘာဖြစ်လို့နော်ကျွန်တော်ဘွဲကညာဖြစ်လို့နော်ဂရုတွေပဲတော့ဖွဲ့လိုက်ကြတာအပြူပြေပြီးတော့တင်နန်းပုံပို့ပေးလဲဝယ်မကြည့်2ရက်3ရက်လောက်မှတစ်ခါဝင်ကြည့်လင်းပို့ပေးလဲမဝင်လားကိုကိုတိုင်းကကိုဖွဲ့တဲ့ဂရုတန်ဖိုးမထားရင်ဘယ်သူကတန်ဖိုးထားမလဲကိုကိုတိုင်းကကိုဖွဲ့တဲ့ဂရုကိုတင်တဲ့တင်နန်းဂရုမဆိုင်ဘယ်သူကဂရုဆိုင်မလဲအဲ့ဒါရလို့ကျွန်တော်တို့တွေကနော်ရှားကျင်လို့ပြောင်းလဲကျင်လို့လာတာကြီးမှန်းချက်ရှိရမယ်ကြီးမှန်းချက်ရှိရမယ်ကြီးမှန်းချက်မရှိဘဲနဲ့ဘာသူများရကျင်လို့သူများရတာမြင်လို့ငါလည်းရကျင်တာအဲ့လိုပုံစံမျိုးနဲ့ဆင်မပြေဘူးကြီးမှန်းချက်ထားရမယ်ငါလည်းတနေ့အောင်မြင်ရမယ်ငါလည်းသူ့လိုဖြစ်ရမယ်ငါလည်းနော်သူ့ပုံစံတိုင်းစူးစမ်းမယ်အဲ့လိုဖြစ်ရမယ်လေဟိုအခုကရစ်ခွေဗီဒီယိုတစ်ပုဒ်နဲ့တစ်ပုဒ်ကိုတစ်ပတ်လောက်ကြာနေတယ်ကျွန်တော်စောပိုင်းကတည်းကပြောထားပြီးသားနော်ကိုကအဖွဲအစည်းမရှိသေးဘူးကိုကိုတိုင်းကမတူဘယ်လိုပြောမလဲနောက်ဝက်တစ်ခုမတီထောင်နိုင်သေးဘူးဆိုရင်ခေါင်းဆောင်တွေချစ်တလန်းလန်းရင်မောင်နှမတွေကခြေ3လန်းလှမ်းရတယ်ခေါင်းဆောင်တွေပို့တစ်ခုတည်းမောင်နှမတွေက3ခုလောက်တင်ရတယ်ဒါကျွန်တော်ကိုယ်တိုင်စသုံးခဲ့တဲ့နီလန်ပဲကိုပြုတ်မနက်ခင်းမိုးလင်းလို့တစ်ခါတကုတ်ပို့ကျွန်တော်ပြုတ်3ပုတ်ပို့တင်ပလိုက်တာပဲကျွန်တော် Facebook မှာသွားကြည့်လိုက်ဟုတ်တယ်မလားအဲ့ဒါမျိုးတချို့ကကိုခေါင်းဆောင်တင်ကိုစောင့်နေတယ်ခေါင်းဆောင်တင်မစောင့်နဲ့ခေါင်းဆောင်တွေဆိုတာကိုတလုံးကိုတယောက်ကိုလိုမျိုးအားနေတာမဟုတ်ဘူးခေါင်းဆောင်တွေဆိုတာကလူတက်လာတော့လူတက်နဲ့စကားပြောရတယ်ပစ္စည်းဝယ်ပေးရသေးတယ်သူ့ဝေယဝဲစားတယ်လုပ်ရသေးတယ်ဟုတ်တယ်မလားဒီလူကလာလိုက်ဟိုလူကလာလိုက်ကလာသေးတယ်အလုံးရှုပ်တယ်ခေါင်းဆောင်တွေတင်မခေါင်းဆောင်တွေလုံးမအဲ့ဒါမျိုးပုံစံမျိုးတွေလုပ်ပါနောက်ပြီးတော့ဗီဒီယိုဖိုင်တွေလုပ်တဲ့အခါမှာကိုကိုတိုင်းကတက်ကြွလုပ်ပါဒါအရန်ရေးကြီးတယ်လိုက်လွင်တဲ့အခါပဲဖြစ်ဖြစ်ဗီဒီယိုဖိုင်လုပ်တဲ့အခါပဲဖြစ်ဖြစ်တက်ကြွလန်းလန်းဆန်းဆန်းဖြစ်ရမယ်ဟာလိုက်လွဲဆိုတော့ဗာလဲလှဲကြိုးကြီးနင်းထားတဲ့အတိုင်းပဲလှဲကြိုးကြီးကားချိတ်ထားခွေးဝကြီးကားချိတ်တယ်လို့ပဲအညံဝဲတဖြစ်ဟုတ်တယ်နော်ဒါမောင်နှမတွေကျွန်တော်ကပြောပြတာအမစီပါရေးမှာအောင်မြင်ခြင်းလွယ်လေးပဲကိုကောင်းဆောင်စီတာများချင်းကဲအဲ့ဒီလိုအောင်မြင်တယ်အဓိကဒါပဲကိုကောင်းဆောင်ကကိုရှိမှသွားထားတဲ့သူလေကိုရှိမှရလက်ထွက်တဲ့သူကိုရှိမှနော်ဘယ်စုကိုယူရမယ်ဘယ်လိုပလန်မျိုးသွားရမယ်ဘယ်လိုမျိုးနည်းစနစ်ကိုသုံးချရမယ်ခေါင်းဆောင်ကသင်ပေးပြီးသားလေခေါင်းဆောင်ကလမ်းပြပြီးသားခေါင်းဆောင်တွေဆိုတာကမောင်နှမတွေကိုဒီလိုသွားရင်ဒီနေရာရောက်တယ်နော်ကျွန်တော်တို့ကဒီလောက်ပဲလုပ်ပေးလို့ရမှာငါခေါင်းဆောင်ပဲကွာဆိုပြီးမောင်နှမတွေဒုံးနဲ့လာခိုင်းပြီးရိုက်လို့မရဘူးဟုတ်လားရပါလားကျွန်တော်အကိုအနေနဲ့ဆရာအနေနဲ့မလီမာလာရှိရင်ဒုံးနဲ့လာသုံးပါဆိုတဲ့သူပြောဘူးလားဘာသူမှမပြောဘူးနည်းနည်းလောက်မတင်သားနဲ့မှငေါလိုက်တယ်နည်းနည်းလောက်អော်လိုက်တယ်ဆိုရင်တောက်တာလို့ချိတ်တာလို့နဲ့အဲ့လိုမျိုးတွေကများနေတယ်ဒီကိုပိုင်စီးပွားရေးဟုတ်တယ်နော်ခိုင်းမလောက်တာဘာကောင်းလဲခိုင်းမလောက်တာဘာတွေလဲဟုတ်တယ်နော်ခိုင်းမလောက်တာဘာတွေလဲကိုတီးပြီးကြတယ်ဟုတ်တယ်နော်ကျွန်တော်မပြောဘူးနော်ကျွန်တော်မပြောတော့ကိုယ့်ဘာသာကိုပြောကြတာနော်အဲ့ဒါမှတော့ကျွန်တော်တို့လည်းခိုင်းမလို့နဲ့ကိုတိုင်းလို့နားမလဲဘူးဆိုရင်ကိုယ့်ဘက်ကိုခေါင်းဆောင်သီးရှိတယ်ကွာထားပါတော့ခေါင်းဆောင်အဆင့်တွေရှိကြတာပဲခေါင်းဆောင်အဆင့်တွေဆိုရင်ကိုယ့်ရဲ့ apply မအားဘူးဆိုကျွန်တော်တို့ဒီလာလို့ရတယ်ကျွန်တော်တို့မအားဘူးကျွန်တော်တို့ကကိုဖြိုးလို့ကိုတက်လို့သွားလို့ရတာပဲနော်အဲ့ဒါ